ကြားနဲ့စိန်တခါတုန်းကတက်တော်အကြီးကြီးတစ်ခုမှာအားကြီးလာတဲ့စင်ကြီးတစ်ကောင်နဲ့လိမ္မာလဲမဟုတ်မာနကြီးတဲ့ကြားတစ်ကောင်နေထိုင်ကြတယ်စင်ကြီးကကိုတော်ကောင်းပြီးအားကြီးတာကိုမာနမထားဘူးတက်တော်ထဲမှာအားနေတဲ့တရိษံတွေကိုကူညီပေးလေရှိတယ်ဒါပေမဲ့ကြားကတော့မတူဘူးကိုတက်တော်ရဲ့ဘယင်လို့ခေါ်ပြီးအခြားတရိษံတွေကိုမကြောက်လျန့်ခြောက်လန့်တတ်တယ်တနေ့မှာကြားကစင်ကိုတွေ့တော့ပြောလိုက်တယ်ဟေ့စင်မင်းကအရွယ်ကြီးပင်တတိတော့မရှိဘူးငါလိုမကြောက်မရမဟုတ်ဘူးစင်ကြီးကဖြုံဖြုံနဲ့ပဲပြန်ပြောတယ်တတိဆိုတာအော်ဟစ်ချင်းမဟုတ်ဘူးမှန်ကန်တဲ့အချိန်မှာမှန်ကန်တဲ့အလုပ်လုပ်တာပဲကြားကဒီစကားကိုမနာဘူးအထင်မြင်မထားပဲလှည့်ထွက်သွားတယ်မကြခင်မှာပဲတက်တော်တဲ့ကိုမုတ်ဆိုးတွေဝင်လာကြတယ်တရိษံတွေအားလုံးကြောက်ပြီးဘဲကိုပြေးရမလဲမသိကြတော့ဘူးကြားလေမုတ်ဆိုးရဲ့ထောင်ကျောက်သေးကြရောက်သွားတယ်ဘလောက်အော်ဘသူမှမကူညီရဲဘူးအဒီချိန်စင်ကြီးကအတန်ကြားပြီးရောက်လာတယ်အားကြီးကခန္ဓာကိုယ်နဲ့တစ်တန်တွေကိုချိုးဖောက်ပြီးကြားကိုထောင်ကျောက်သေးကကဲထုလိုက်တယ်ကြားကအလွန်အမြင်အရှက်ရပြီးခေါင်းငိုက်ကဖြောတယ်ငါမာနကြီးလွန်းခဲ့တယ်တတိဆိုတာအားကြီးတာမဟုတ်ဘူးဆိုတာအခုမှနားလည်လာပြီစင်ကြီးကတင်းငိမ်စွာပြန်ပြောတယ်မာနမရှိဘဲအခြားသူတွေကိုကူညီနိုင်တာကအကြီးမားဆုံးအားသာချက်ပဲအဒီနေ့နောက်ပိုင်းကြားကမာနလော့သွားပြီးတစ်တော်သေးကတရိษံတွေကိုအနိုင်မကျင်းတော့ဘူးပုံမြင်မှသင်ခန်းစာအားကြီးခြင်းထက်စိတ်ကောင်းရှိခြင်းကပိုတန်ဖိုးရှိတယ်မာနကအန္တရာယ်မေတ္တာကကယ်တင်မှု